ပေါ်ညာဆိုင်ရဲ့အကောင့်ထုကနေစွန်းလို့ post တင်တာကိုဒနာ white ပဲဖုံးဆက်ခေါ်လို့ UFC ရောက်ပြီလို့လုံးနေကြတဲ့ဒေါသားတွေရှိကိုရှိတယ်။ပြည်သူများလုံးမဲ့မင်္ဂလာပါများ Gunfight News ကတင်ဆက်နေပါပြီ။မတခိုင်လောကရဲ့ social media စာမျက်နှာတွေပေါ်မှာမကြသေးရင်ရပ်ပိုင်းကအတော်လေးဟိုလေးတကြော်ဖြစ်သွားခဲ့တဲ့ကိစ္စတစ်ခုရှိပါတယ်။အဲဒါကတော့မြန်မာသွေးပါတဲ့လူငယ် fighter ပေါ်ညာဆိုင်ရဲ့အကောင့်ထုကနေတင်လိုက်တဲ့စွန်းမကြမီဆိုတဲ့စာသားလေးတစ်ကြောင်းဖြစ်ပါတယ်။ဒီစာသားလေးတစ်ကြောင်းကိုအကြောင်းပြပြီးတော့ online ပေါ်ကအစီအတမ်းရှိတဲ့အားကစားပေးတချို့ရဲ့ဒေါသ admin တွေကပေါ်ညာဆိုင် UFC ရောက်တော့မလို့ဒနာဝိုက်ကပဲဖုံးဆက်ခေါ်တော့မလို့နဲ့ပရိသတ်တွေကိုဂျင်းထဲခဲ့ကြပါလိ။လုံခဲ့တဲ့ရက်ပိုင်းက Facebook ပေါ်မှာပေါ်ညာဆိုင်နာမည်နဲ့ပေးတစ်ခုအမှန်တော့အကောင့်တုကနေစွန်းဆိုတဲ့စာသားလေးတင်လိုက်တာဖြစ်ပါတယ်။ဒါအောင်မြင်ချင်းမှာပဲမြန်မာနိုင်ငံတိုက်ခိုက်ရေးပေးအမိခံထားတဲ့သတင်းချက်လက်ကိုဘာမှစီစစ်ချင်းမရှိတဲ့ admin တွေကဟေးပေါ်ညာဆိုင် UFC သွားတော့မယ်ဟေးဆိုပြီးတော့ဝိုင်းအော်ကြပါတော့တယ်။တကယ်တမ်းကျတော့ပေါ်ညာဆိုင်ကလက်ရှိမှာ Ganku Fight, Soma Fight စတဲ့အင်ဒိုနီးရှားဘာလီခြေဆိုင် promotion အသေးလေးတွေမှာပဲရှိပါသေးတယ်။သူရဲ့ official account အဆင့်မဟုတ်ဘဲနဲ့ live လိုချင်လို့ဖွင့်ထားတဲ့ account ကတင်ထားတာကိုအဟုတ်ကြီးမှတ်ပြီးတော့သတင်းလောက်ရေးနေကြတာကမြန်မာအားကစားမီဒီယာလောကရဲ့အောက်တန်းကြမှုနဲ့ရည်ချင်းမရှိမှုကိုမိမောင်းထိုးပြလိုက်တာဖြစ်ပါတယ်။ဒီနေရာမှာဒေါသဆိုတာကလူမျိုးရေးဒေတာရေးကိုနှိမ်တာမဟုတ်ပါဘူး။ဘုသူဒမရှိခြင်းစူးစမ်းလေ့လာမှုမရှိခြင်းခရီးစီကြောင်းကိုနားမလည်ခြင်းကိုခိုင်းနိုင်ပြောဆိုတာဖြစ်ပါတယ်။ဒီ page ရဲ့ပြဿနာကပါလဲဆိုတော့ fact check အချက်လက်စစ်ဆေးခြင်းလုံးဝမလုပ်တာပါဘူး။သူတို့က fighter ရဲ့လက်ရှိစင်တန်း rank ကိုမကြည့်ဘူး။သတင်းရင်းမြစ် source ဘယ်ကလည်းမရှာဘူး။သူတို့တိတာတစ်ခုပဲရှိပါတယ်။ပေါ်ညာဆိုင်နာမည်ပါရင်မြန်မာတွေလိုက်ပေးလိုက်မယ်။ UFC လို့ခေါင်းစဉ်တက်လိုက်ရင်မြန်မာတွေ share ကြလိုက်မယ်ဆိုတဲ့စိတ်တက်ပါပဲ။ဒါကပရိသတ်ကိုလေးစားမှုမရှိတာကို page engagement တက်ဖို့အတွက်ပရိသတ်ရဲ့မျှော်လင့်ချက်ကိုလည်းသုံးစားလုပ်ပြီးတော့အစိတ်ခတ်တာဖြစ်ပါတယ်။ဒီ admin နဲ့ဂျင်းမီနေတဲ့ပရိသတ်တွေနားမလဲတာက UFC သွားရဲဆိုတဲ့ကိစ္စဖြစ်ပါတယ်။ UFC ဆိုတာက one championship မဟုတ်ပါဘူး။ UFC က one လို့ပွဲစားကပေး agent ကောင်းကောင်းကပြီးတော့ထိုးကျင်တိုင်းထိုးလို့ရတဲ့နေရာမဟုတ်ပါဘူး။ UFC ကိုရောက်ဖို့လမ်းကြောင်းတွေကကျင်းမြောင်းပြီးတော့ခက်ခဲပါတယ်။ Road to UFC လို့ဝင်ခွင့်လမ်းကြောင်းအနေငယ်သာရှိတာဖြစ်ပါတယ်။အခုပွန်ညဆိုင်ကဘာလီကျွန်းကကလပ်စင်ပွဲတွေမှာပဲထိုးနေရတာဖြစ်ပါတယ်။နိုင်ပွဲတွေရှိတယ်ဆိုပေမဲ့ပြိုင်ဘက်တွေကကမ္ဘာအဆင့်မဟုတ်သေးပါဘူး။လုံနေထားမျိုးနဲ့ UFC ကလာခေါ်မယ်လို့တွေးနေတာကမူလာတန်းကျောင်းသားကိုဟာဗတ်တက္ကသိုလ်ကပါမောက္ခလာခေါ်မယ်လို့တွေးနေရတဲ့အတူတူပဲဖြစ်ပါတယ်။ admin ဆိုတာကတပိုင်းထားပရိသတ်တွေကလည်းစိုးပါတယ်။မြန်မာပရိသတ်တော်များများရဲ့အားနည်းချက်ကမြန်မာဆိုရင်ပြီးရောဘာပြောယုံမယ်ဆိုတဲ့အမြက်ကမ်းမျိုးချစ်စိတ်တဲ့ blind patriotism မှာပဲ။ပွန်ညာဆိုင် UFC သွားတော့မယ်လို့တင်လိုက်ရင်တာရုမြန်မာကုံဆောင်ကဘာကိုသိမ့်ပိုက်တော့မယ်ဆိုပြီး comment တွေတက်လာပါတယ်။တကယ်လို့တရားကဟဲလူလေးဒါအကောင့်တူကြီးဟာသူခုဘာလီမှာထိုးနေတာပါ UFC မဟုတ်သေးဘူးလို့အမှန်တိုင်းဝင်ပြောရင်အဲ့လူကိုတစ္ဆာပေါက်လူမျိုးကြားအားပေးသူဆိုပြီးဝိုင်းဆဲကြတဲ့အစဉ်တန်းဖြစ်ပါတယ်။အလိုမျိုးမှန်တရားကိုလက်မခံရင်တဲ့စိတ်မြောက်ပေးရင်မြောက်ကြဖြစ်တတ်တဲ့စိတ်ကိုဒီဘေး admin တွေကကောင်းကောင်းရင်မျက်ထုတ်နေကြတာဖြစ်ပါတယ်။ချုပ်ပြောရမယ်ဆိုရင်တော့အလိုမျိုးသတင်းတူသတင်းမားတွေဖြန့်နေတဲ့ page တွေကို online အမှိုက်တရိုက် online trash အဖြစ်သတ်မှတ်ရမှာဖြစ်ပါတယ်။သူတို့ကမြန်မာ fighter တွေတိုးတက်ဖို့ထက်သူတို့ page လိုက်များဖို့ပဲစိတ်ဝင်စားကြတာဖြစ်ပါတယ်။ပရိသတ်တွေအနေနဲ့လည်းကိုယ့်ရဲ့မျိုးချစ်စိတ်ကိုညံလေးနဲ့ရှင်းစေခြင်းပါတယ်။သတင်းတစ်ခုတွေ့ရင်အရင်းမြစ် source ကိုရှာပါ။အကောင့်တူလားဆယ်လားခွဲခြားပါ။ UFC ဆိုတာကလွယ်လွယ်နဲ့ရောက်တဲ့နေရာမဟုတ်မှန်းနားလေပါ။ကိုစောက်တော်သားမှန်းလူမသိပါစေနဲ့။ကြည့်ရှုပေးကြတာအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ညာ။ Sorry